ဒီနေ့ညနေပိုင်းဈေးတစ်ချက်သွားတယ်ဈေးတစ်ချက်သွားပြီးခိုင်ကလူးနည်းနည်းဝယ်လာတယ်ခိုင်ကလူးတွေပြမယ်နော်ဦးနီဝယ်လာတယ်ရုံးပရိသီဝယ်လာတယ်ဘန်နကိုင်ကောင်းလို့နုနုလေးတွေဒီမှာတခါမှမတွေ့ဘူးကောတခါဒီနေ့ရတယ်ဒီနေ့တွေ့လို့အဲ့ဒါဝယ်လာတယ် RKG ဝယ်လာတယ် RKG ကို20ပေးရတယ်ဒါနှလုံး20နောက်ပြောင်းမှုဝယ်လာတယ်ပြောင်းမှုကဒါတစ်ဖူး30ပေါ့30ဆိုရင်တစ်ဖူး900 3ဖူးဆိုတော့1500နောက်ပြီးတော့ရှောက်သီးဝယ်လာတယ်ရှောက်သီးကတစ်လုံး30ပေးရတယ်တစ်လုံး900ပေါ့ကောပရကိုက်ရှောက်သီးကြတော့တေလီဂူလိုရင်းတရူဒီရင်းတေဒပကိုက်လို့ခေါ်တယ်ဒါကကောပရကိုက်အုံးသီးကအိမ်ဘေးကအမှားတာဒါကြတော့ကျင်းငါသည်ကာကရကိုက်ကျင်းငါသည်ကိုတေလီဂူလိုကာကရကိုက်လို့ခေါ်တယ်နောက်တမယာသီးဝယ်လာတယ်တမယာသီးက30ဘူး5လုံးနဲ့တမယာသီးဝယ်လာတယ်နမကိုက်နောက်ဒီမှာပတ်ချီမချီမရကိုက်ဒိုးငယ်ငယ်တော့ဆိုပတ်ချီမရကိုက်လို့ခေါ်နော်ဒီမှာပတ်ချီမချီလို့ခေါ်တယ်အိန္ဒိယမှာကျတော့နောက်ပြီးတော့စီတရကယ်ရီလေးကမဲပေါ့ပေါ့တန်ငါချက်ကိုစပင်အတွက်ကိုလေမနက်တိုင်းရော2ခက်3ခက်လောက်လေဘာမှမစားခင်မျက်နှာသိပ်ပြီးလို့ရှိရင်လေဒီလို2ခက်3ခက်လောက်ကိုလေရေလေးနဲ့ဆေးပြီးဝါစားတယ်ဒီတိုင်းအစိမ်းဝါစားတယ်ကောင်းတယ်မစိုးစပင်ကျွတ်တာတက်တာအဲ့ဒါလည်းရှိရတယ်ဘီရိုတ်ဒီမှာဒီဥစ္စာကိုကြော်လဲစားတယ်နောက်ပြီးတော့ဖြော်ရည်လဲတောက်တယ်ကိုကျတော့ဖြော်ရည်လောက်တောက်တယ်မနက်ဆိုရင်လေအဲ့ဘီရိုတ်တစ်ခုထည့်တယ်이동하나 고르네 가란다 이나 고르고 테스트네 어떻게 가란다 니 동하나 고르네သူမချိုက်လို့နေကရှင်းနေကြတာဒါနေမလဲကြတာ 아디 동하나 고르고 동하나 고르고 ဟာဦးနေနဲ့ဒါနဲ့ဘီရိုတ်နဲ့နောက်တမယာလေးတစ်ချမ်းလေးနဲ့နောက်ပြီးတော့ဂျင်းလေးနဲ့ထည့်တယ်ထည့်ပြီးတော့အဲ့ဒါမနက်တိုင်းတောက်နေကောင်းတယ်အဲ့ဒါကြောင့်မို့ဒါကြီးလည်းမရှိတော့လို့ဈေးဆက်သွားတာအဲ့ဒါနောက်ပြီးတော့ဘာဝယ်လာလဲဆိုရင်အကြီးပဲဘူးဒီတော့ချီတော့ဘူးဒီအနပကိုင်무디야 ဘူးဒီဝယ်လာရင်ဒါပဲဒီနေ့ဈေးသွားတာတော့